Hello VH မြန်မာ supplement protein show ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ gym beginner post ရဲ့ day 2လေးကိုကျွန်တော်ဆွေးနွေးခြင်းနဲ့ gym တခုမှစဆော့ရလို့တွေ workout split အနေနဲ့ဘာတွေဆော့တယ်လဲဆိုတာကျွန်တော်အသေးစိတ်လေးရှင်းပြပေးဘာတွေပါမလဲဆိုရင်တစ်ရက်ဆော့မယ်တစ်ရက်နာမယ်ပေါ့နော်အဲ့မှာပထမဆုံးရက်ကိုကျွန်တော်မျက်လုံးနဲ့မြင်နေရတဲ့ဒီခန္ဓာကိုယ်အုံနောက်ချမ်းအရှိချမ်းကြော်တာတွေပေါ့ဆိုလိုချင်တာကတော့ရှင်ဘတ်ပါမယ်ကျွန်တော်တို့ front shoulder ပါမယ် lateral ပေါ့နော် B shoulder ကြော်တာ B ကြော်တာပါမယ် bicep ပါမယ်ပေါင်ရှုကြော်တာ quad ပါမယ်ပေါ့နော်ဒါကတော့ day 1 day 2ရောက်ပြီဆိုတော့ကျွန်တော်မျက်လုံးနဲ့မမြင်ရတဲ့အနောက်ချမ်းအကြော်တာအုံနောက်ရဲ့အနောက်ချမ်းအကြော်တာတွေပေါ့နော်ဒီအောင်ဆော့မယ်အဲ့ဒါဘာပါမလဲဆိုရင် trap ပါမယ် trapezius ပါမယ် ကုတ်ပါမယ်ပေါ့နော်ဟုတ်ပြီဆိုရင်ကျွန်တော် back ပါမယ်ပြီးရင် tricep ပါမယ်လက်မောင်းနောက်ကြော်တာပေါ့နော် hamstring ပေါင်းနောက်ကြော်တာပါမယ်ခြေသလုံးခောက်ပါမယ်နော်နှစ်ရက်ဆော့မယ်တစ်ရက်နာမယ်နော်ဒီ plan လေးကတော့ဒါကျွန်တော်ရဲ့ personal အမြင်ကအခုမှကျင်းစားဆော့မယ် beginner တွေအတွက်အန်ဒီပြီးတော့ကျွန်တော်စီစဉ်ရေးဆွဲပေးတာဖြစ်တယ်ဒီလိုမျိုးဆော့ခြင်းအပြင်ကျွန်တော်ကြွက်သားတွေကပို့ပြီးတော့လည်း recover ရမယ်ကိုယ့်အတွက်လည်း pressure မရှိဘူးခန္ဓာကိုယ်က AC လေးနဲ့ပဲ program ကို AC join နိုင်မှာဖြစ်တယ်ခုနကရှင်းပြပေးခဲ့တဲ့ workout split ကတစ်ပတ်ကို2ရက်ဆော့1ရက်နာတစ်ပတ်ကို4ရက်လောက်ဆော့ရင်ပဲလုံလောက်ပါတယ်4ရက်ဆော့မယ်3ရက်နာပေါ့နော် overall body အနေနဲ့ဆိုရင် frequency 2ကြိမ်လောက်တော့ရအောင်နော်အဲ့လောက်ဆိုရင်တော့ဂျင်ကိုတခုမှစကစားရလို့အတွက် body transformation နဲ့ muscle strength တွေတက်လာဖို့အတွက်လုံလောက်တယ်နောက်လာမဲ့ day 3ပေါ့နော်ဗီဒီယိုတွေမှာဆိုရင်ကျွန်တော်ဒီ workout စမလုပ်ခင်မှာ beginner တိုင်းအတွက်ကောလူတိုင်းအတွက်ကောလိုအပ်တဲ့ stretching ပေါ့နော်5 minute stretching ကိုကျွန်တော်လက်တွေ့ပြသပေးတော့ဖြစ်ပါတယ်ဟုတ်ပါပြီအခုကြည့်နေတဲ့ဗီဒီယိုကမိတ်ဆွေတို့အတွက် knowledge ရခဲ့တယ်ဆိုရင် comment မှာဝင်ရောက်မြင်မြန်ပြီးတော့ရေးသွားနိုင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါ